ဒီနေ့မှာကျွန်တော်အားကစားသမားတွေကြားမှာနာမည်ကြီးနေတဲ့ဒီ Huawei Watch GT6 series လေးကိုစမ်းသုံးကြည့်ရင်လည်းရန်ကုန်မြို့ရဲ့တစ်ပတ် test drive လေးနေသွားမှာဖြစ်ပါတယ်ဒီ series မှာပါဝင်တဲ့ all in one cycling feature ကကျွန်တော်တို့စပိန်မိုက်တွေတကယ်ရောအသုံးဝင်လားဆိုတာကျွန်တော်တို့ဆက်လက်စောင့်ကြည့်လိုက်ကြအောင်ဗျာtest drive မစတင်ခင်မှာကျွန်တော်ပြောပြချင်တာလေးကတော့ဒီနိုင်လေးကျွန်တော်လက်ထဲကိုရောက်တဲ့စမ်းသုံးကြည့်နေတာတစ်ပတ်လောက်တော့ရှိပါပြီသူကနံပါတ်1ရောင်းအားကောင်းဆုံး Huawei ရဲ့နောက်ဆုံးအတွက် GT6 series ဖြစ်ပါတယ်သူရဲ့6သိန်းကျော်ဝန်းကျင် budget အနေထားမှာနေ့စဉ်လုံးအတွက်တာမကဘဲနဲ့ကျွန်တော်တို့စပိန်မိုက်တွေ virtual power cycling FTP စတဲ့ feature တွေလည်းပါတွေ့ရတဲ့ကြောင့်မလို့ဒီနိုင်နဲ့ပတ်သက်တဲ့အချက်လက်လေးတွေကိုကျွန်တော်လေ့လာမိသလောက်လေးပြန်လည်မျှဝေပေးသွားမှာဖြစ်ပါတယ်ဒီတော့ကျွန်တော် cycling mode ထဲကိုဝင်လိုက်မယ်ဝင်ပြီးတော့ကျွန်တော်ဘိန်းရွေးချယ်ပေးမယ်ပေါ့နော်ကျွန်တော်ကတော့ဒီမှာ mountain bike ကထည့်ထားပြီးသားရှိတယ်ကိုအရက်တွေကိုလေးချိန်နေပြီးတော့စပိန်ရဲ့ weight တွေစပိန်မျိုးစားတွေကိုဒီထဲမှာတစ်ခါလေး set up လုပ်ထားလို့ရပါတယ်အခုကျွန်တော်စနေမို့တော့အားလုံး set up ချပြီးပြီဆိုတော့ ready ဖြစ်နေပြီပေါ့နော်ကဲသွားမယ်နော်ကဲကွိုင်းပြီးတော့မယ်ကျွန်တော်မီးကွိုင်းပြီးတဲ့အချိန်မှာဒါမှမဟုတ်တခြားအချိန်တွေပေါ့နော်ရက်ထားတဲ့အချိန်တွေမှာနိုင်ရဒီလိုမျိုး auto pause တွေလုပ်တာဖြစ်တဲ့အတွက်ကြောင့်မို့လို့ကျွန်တော်ဒီလေးတွေပဲပို့သွားတယ်ပဲဖြစ်တော့ဘူးပေါ့နော်စပိန်နေစဉ်တစ်ချောင်းလုံးမှာလည်းကျွန်တော်နေနေတဲ့အမြန်နှုန်းနှလုံးခုန်လုံးဂုံတက်ဂုံစင်းနေထားအဲ့ဒါတွေအပြင်ကမှတခြား smart watch တွေနဲ့မတူတဲ့တစ်ချက်ကသူ့မှာ virtual power ကိုပါထည့်ပြီးတော့ပြပြီးမှဖြစ်ပါတယ်ပြောရမယ်ဆိုရင်တော့နေရ power ပုံစံမျိုးပေါ့ဗျာကျွန်တော်နေနေနဲ့ power ဘယ်လောက်သုံးနေလဲဆိုတာကိုနေနေတဲ့အချိန်မှာလည်းမြင်ရမှာဖြစ်သလိုနေမိရင်လည်းခီးစဉ်တစ်ချောင်းလုံးမှာပြန်ပြ power ဘယ်လောက်သုံးပြီးတော့နင်းခဲ့လဲဆိုတာကိုပါကြည့်လို့ရမှာဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်တို့လို budget သမားတွေအတွက်စပိန်နေ record ယူဖို့အတွက်အခြား mileage တွေ bike computer တွေဖုန်းတွေတက်ထပ်မလို့တော့ပဲဒီနိုင်တစ်လုံးနဲ့ပဲ record တွေအကုန်လုံးကြည့်လို့ရတယ်ဆိုတော့တော်အဆင်ပြေတဲ့ချက်ပေါ့နော်ပြီးတော့သူက SPO2 တွေ heart rate တွေကိုလိုတယောက်တိုင်းတာပေးပြီးတော့အန်ဒီရများတဲ့အနေအထားမှာချက်ချင်းအသိပေးတဲ့စနစ်ပါလာပြီဖြစ်တဲ့အတွက်ကြောင့်မလို့ Huawei Watch GT6 series နဲ့ဆိုရင်ပို့ပြီးတော့ safe ဖြစ်တဲ့ cycling experience တွေကိုဖန်တီးနိုင်မှာဖြစ်ပါတယ်နောက်ထပ်သဘောကျတဲ့အချက်တစ်ခုကတော့ Fall Detection 2.0 ပါပဲတကယ်လို့ကိုကမတော်တဆပြုတ်ကျသွားပြီးတော့မလုပ်တော့ဘူးဆိုတာနဲ့သူကနိုင်မှာ emergency call ခေါ်မလားဆိုပြီးတော့ notification လေးကြာလာပါလိမ့်မယ်လိုအပ်တယ်ဆိုရင်တော့လှမ်းခေါ်လိုက်ရုံပဲပေါ့နော်ဒီ Huawei Watch GT6 series ရဲ့ mic တဲ့ channel တစ်ခုကတော့ခုလိုမျိုးစပိန်နေတာပြေးတာလမ်းလျှောက်တာစတဲ့ auto tracking တွေမှာပို့ပြီးတော့တိကျအောင်လို့ sunflower positioning system 2.0 ကိုသုံးပေးတာဖြစ်ပြီးတော့သူကဘာလို့ဆိုလိုတာလဲဆိုတော့နေကြပန်းတွေကအများနဲ့နေရှိတဲ့အရက်ကိုပဲမျက်နှာမူပြီးပွင့်တယ်လို့ပဲဒီ Huawei Watch GT6 series လေးရတယ် Huawei satellite တွေရှိတဲ့အရက်ကိုမျက်နှာမူပြီးပြပေးတာတဲ့အတွက်ကြောင့်မလို့ဒီနေရာတွေပို့ပြီးတော့တိကျတာပေါ့ဗျာအဲဒါကြောင့်မလို့ကျွန်တော်တိုက်ကြိုတိုက်ကြားမှာနင်းတဲ့အချိန်တွေမှာတော့မှသူက signal တွေ loss မဖြစ်သွားဘူးပေါ့နော်အဲ့နင်းခဲ့တဲ့ခီးသို့မဟုတ်ဥဒိယလမ်းကြောင်းပေါ့နော်အဲ့လမ်းကြောင်းကိုကျွန်တော်ဒီ Huawei Watch GT6 series နိုင်လေးရှိုံနဲ့သိရှိနိုင်မှာဖြစ်ပါတယ်ဥပမာကျွန်တော်ခီးရင်တစ်ချောင်းလုံးမှာဘယ်လောက်ကြာနင်းခဲ့ရလဲပြီးတော့နှလုံးခုန်လုံးဘယ်လောက်ရှိခဲ့လဲဘယ်တွေကိုသွားခဲ့လဲပြီးတော့ဘယ်လောက်အားစိုက်ထုတ်ပြီးတော့နင်းခဲ့ရတယ်ပေါ့နော်အဲ့မှတ်တမ်းလေးတွေကိုအသေးစိတ်လေးယူနိုင်မှာဖြစ်ပါတယ်ပြီးတော့အဲ့မှတ်တမ်းလေးတွေကလည်းကျွန်တော်ဘေးကင်းပြန်ကြည့်လို့ရမှာဖြစ်ပါတယ်သူက21ရက်တောင်ဘက်ထရီအားခံတာဆိုတော့ညအိပ်ရက်ရှိစပိန်ခီးနင်းတတ်တဲ့လူတွေအတွက်တော်တော်အဆင်ပြေပါတယ်ပြီးတော့ IP69 rating ဖြစ်တဲ့ကြောင့်မို့လို့ရေဆိုချွေးဆိုခံတဲ့ပြင်မိုးရွာနေပူပူကိုထားလို့ရပါတယ်နိုင်မျက်နှာပြင်ရဲ့ brightness က3000 nit တောင်ဆိုတော့နေပူထဲမှာတော့ကောင်းကောင်းမြင်ရပါတယ် Huawei Watch GT6 series က iOS Android ဘယ်ဖုန်းမျိုးစားနဲ့မဆိုချိတ်ဆက်အသုံးပြုလို့ရတော့အားလုံးအတွက်အဆင်ပြေပါတယ်ဟယ်လိုဟုတ်ကဲ့ကြားလားကဲခုကတော့ကျွန်တော်ဂျပန်တရာနာရောက်ပြီပေါ့နော်နင်းနေစုစုပေါင်းကတော့38မိနစ်ပေါ့ရောက်တဲ့ total distance ကတော့12.3 ခုပေါ့နော်ကီလိုမီတာရှိပါတယ်အခုကျွန်တော်နင်းတဲ့ data လေးသေးသေးသိရအောင်လို့ finish လေးလုပ်လိုက်မယ်နော်ဒီလိုမျိုး all in one cycling feature တွေအစုံလင်ပါဝင်ပြီးတော့21ရက်ထိအားခံတဲ့ Huawei Watch GT6 series နဲ့ဆိုရင်ကျွန်တော်တို့စပိန်သမားတွေအတွက်ဈေးကြီးတဲ့ချားပစ္စည်းတွေထပ်ပြီးတော့ဝယ်ကြမလို့တော့ပဲနဲ့ကိုယ့်ရဲ့ performance တွေတိုးတက်လာအောင်လေ့ကျင့်လို့ရပြီဖြစ်ပါတယ်ဒီ Huawei Watch GT6 series နဲ့ပတ်သက်ပြီးတော့အသေးစိတ်သိရှိလို့ရဆိုရင်တော့ဒီဆိုင်ရာ Huawei showroom တွေမှာကိုယ်တိုင်သွားရောက်စမ်းသပ်ကြည့်ရှုပြီးတော့ဝယ်ယူနိုင်ပါတယ်ဒီနေ့ကတော့ဒီလောက်ပဲပေါ့နော်ကျွန်တော်နောက်ထပ်ဗီဒီယိုတွေမှာပဲပြန်တွေ့ကြအောင်ဗျာဟုတ်မယ်